ဒါကတော့အမေရိကန်နိုင်ငံရဲ့လူကြိုက်များတဲ့ထုတ်ကုန်တွေမှာပါဝင်တဲ့အဓိကပစ္စည်းဖြစ်ပါတယ်။အမေရိကန်69%ကနေစုဘဝမှာသူမပါဘဲမဖြစ်ပါဘူး။ထုတ်လုပ်ပုံကိုကြည့်လိုက်ရင်တော့တင်ဝဲခြင်းပါအောင်မလား။ဒီအမိုက်ပုံကြီးနဲ့တူတာကတော့ပါကစ္စတန်နိုင်ငံရဲ့နွားရိုးထုတ်လုပ်တဲ့အကြီးဆုံးစက်ရုံတစ်ခုပါပဲ။ဒီစက်ရုံဟာနေစုနွားအယိုးတန်တထောင်ထုတ်လုပ်ပါတယ်။ဒါတောင်မှတောင်းဆိုတလောက်မထုတ်လုပ်နိုင်သေးပါဘူး။ကျွန်တော်တို့နေစုလွှင့်ပစ်နေတဲ့နွားရိုးတွေဟာဘလောက်အဖိုးတန်တယ်လဲဆိုတာဒီမှာမြင်တွေ့ရမှာပါ။စက်ရုံကိုရောက်ရှိလာတဲ့နွားရိုးတွေကိုရွေရှားဆက်ပုံမပို့ခင်အလုပ်သမားတွေဟာတခြားအမိုက်တရိုက်တွေပါမပါသေးချာစစ်ဆေးပေးရပါတယ်။ဒီအဆင့်ဟာအရန်ရေးကြီးပြီးတော့အမိုက်တရိုက်နယ်လေးနောက်ဆုံးထွက်လာတဲ့ထုတ်ကုန်ကတန်းစင်လေးပါပဲ။စက်ထဲမှာပထမတစ်ခေါက်ကြိတ်ချပြီးတဲ့အခါမှာတော့အယိုးတွေဟာကြီးမားတဲ့အစိတ်ပိုင်းတွေအဖြစ်ပဲရှိပါသေးတယ်။100%တန်းစင်တဲ့ထုတ်ကုန်ရရှိဖို့အခြားလုပ်သမားဖွဲ့ကအယိုးပိုင်းစတွေကအမိုက်တရိုက်တွေကိုထပ်မံရှာဖွေဖယ်ထုတ်ရပါတယ်။တန်းစင်ပြီးသွားတဲ့အယိုးအစိတ်ပိုင်းတွေကိုအမှုန့်ကျိတ်ရန်အခြားစက်ရုံတို့မပို့ဆောင်ခင်ပလတ်စတစ်အိတ်တွေနဲ့တုပ်ပါတယ်။အဲ့ဒီအယိုးပိုင်းအစတွေကိုအစင်းစင်းစစ်ဆေးတန်းစင်ပြီးကြိတ်လိုက်တဲ့အခါနှင်းမုံတွေလိုဖြူစွတ်တဲ့အယိုးမုံတွေရရှိလာပါပြီ။ဒီရိုးမုံတွေကိုဥရောပနဲ့အမေရိကန်နိုင်ငံတို့ကိုတင်သွင်းပြီးကောလာဂျင်ထုတ်ကုန်များကယ်ဆီယမ်ပါဝင်တဲ့သွားဖြူသွားတိုက်ဆေးများနှင့်အခြားလူသုံးကုန်ပစ္စည်းမျိုးမျိုးမှာအသုံးပြုကြပါတယ်။ဒါတွေအကုန်တည်ပြီးနောက်မှာတင်ရောအသုံးပြုခြင်းပါသည်